အားလုံးပဲမင်္ဂလာပါ ADHF စီမံနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီမနက်ဖြန်မှာရှင်မန်ကစားဖို့ရှိတဲ့ဒီ Champion League ပွဲတွေထဲမှာဒီ Slavia Prague နဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်တွေအကြောင်းကိုဒီဗီဒီယိုမှာအနေငယ်ပြပြချင်ပါတယ်အစကဒီပွဲကိုကျွန်တော်ဒီ Prague မှာတွားကြည့်ဖို့စီစဉ်ထားပြီးမယ်လဲအကြောင်းမျိုးကြောင့်တွားကြည့်ဖို့မဖြစ်လာနိုင်တော့ဘူးเนาะဒါပေမဲ့ဒီပွဲကိုတော့ကျွန်တော်ဒီရုပ်သံကနေစောင့်ကြည့်မှာဖြစ်ပါတယ်ဒီပွဲမှာဒီပွဲကြောင့်ရေးမပြောခင်ဖြစ်လာအာဆင်နယ်အသင်းကကျွန်တော်ကြားသိရတဲ့ဒီသတင်းရပါတော့တိုက်စစ်မူဗီတာ Gyökeres ဒီပွဲစဉ်ကိုလွှဲမယ်မာတင်ဇိုဘီမန်နီလွှဲမယ်ပြီးတော့ Gabriel Martinelli လည်းမပါဘူးလို့ကြားသိရတယ်ပေါ့နော်Victor Gyökeres ကတော့ကျွန်တော်ထင်တယ်ဒီပြီးခဲ့တဲ့ပွဲ Premier League ပွဲစဉ်မှာဒီဒဏ်ရာအနေငယ်ရရှိသွားပုံရတယ်ဒါကြောင့်ဒီပါဖို့မတိကြဘူးပေါ့နော်ကျွန်တော်ကြားသိရတော့မပါဘူးလို့ကြားသိရပါတယ်ဒါပေမဲ့လည်းဒီ Slavia Prague နဲ့ Arsenal နဲ့ဒီတွေးဆုံတဲ့ဒီကျွန်တော်တို့ဒီ head to head တွေးဆုံခဲ့တဲ့ဒီအကြောင်းပွဲစဉ်ဒီ result တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ၄ချိန်တွေးခဲ့တဲ့2ချိန် Arsenal ကဂိုးပြတ်နိုင်တယ်2ချိန်တည်ကြတယ်သူတို့2ချိန်ကိုနိုင်တဲ့2ချိန်တော့ဂိုးပြတ်တယ်တကူကတပွဲဆိုလို့ရှိရင် 4-0 နဲ့နိုင်တယ်နောက်တစ်ပွဲဆိုလို့ရှိရင် 7-0 နဲ့ဒီ Arsenal အနိုင်ရရှိခဲ့တယ်ပေါ့နော်တည်ကြခဲ့တဲ့ပွဲဆိုလို့ရှိရင်လည်း 1-1 တည်ရှိတယ်0-0 တည်ရှိတယ်အဲ့ဒီတော့ Arsenal အသင်းကနိုင်တယ်ဆိုရင်များသောအားဖြင့်ဂိုးပြတ်ပြီးနိုင်တယ်လို့ကျွန်တော်တို့ရေဝအပြည့်သတ်မှတ်လို့ရတယ်ပေါ့နော်ပြီးတော့လက်ရှိ Arsenal ရဲ့ဒီ current form ကလည်းတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီပွဲမှာကျွန်တော်ထင်တာကတော့ Arsenal အသင်းဂိုးပြတ်မလားဂိုးမပြတ်ဘူးလားပြီးတော့ Arsenal အသင်းလက်ရှိနောက်တန်းအရန်ကောင်းနေတဲ့အချိန်မှာဒီခံစားရန်ကောင်းနေတဲ့အချိန်မှာဒီဂိုးပေးရမလားမပေးရဘူးလားဒီအကြောင်းတွေကပဲဒါဒီပွဲရဲ့စိတ်ဝင်စားစရာအကြောင်းလို့ထင်တယ်ပေါ့နော်အဲ့တော့ပြည်သက်တွေကဘယ်လိုထင်လဲဒီပွဲ Arsenal အသင်းနိုင်သွားမလားနိုင်မယ်ဆိုရင်တော့ဂိုးပြတ်မလားနိုင်တော့မှဂိုးပြတ်ရင်တော့မှပေးကိုခွင့်ပြုပါမလားဆိုတာကိုအမြင်လေးတွေကိုဒီ comment section မှာပြောဆွေးနွေးပြအောင်လို့တောင်းဆိုရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာဆုံးသတ်လိုက်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့